တင်ဆက်ပေးမယ့်သတင်းကတော့ဥရောပသမဂ္ဂအတွင်းမှာအဂတိလိုက်စားမှုများရှိနိုင်တယ်လို့သတိပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဥရောပသမဂ္ဂနိုင်ငံခြားရေးရာအရာရှိချုပ်ဟောင်းဖီရီစီယာမိုဂရာနီကိုအဂတိလိုက်စားမှုပါဝင်တခြားဆွေးချက်တွေနဲ့ဖမ်းဆီးစစ်ဆေးပြီးနောက်မှာဥရောပသမဂ္ဂအတွင်းမှာအဂတိလိုက်စားမှုတွေရှိနိုင်တယ်ဆိုတဲ့သတိပေးမှုတွေထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ဖရီဒီစီယာမူဟာနီက2014ခုနှစ်ကနေ2018ခုနှစ်အထိဥရောပသမဂ္ဂနိုင်ငံခြားရေးအရာရှိချုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ရပါဥရောပသမဂ္ဂရှိနေချုပ်ရုံးကဖီဒရီစီယာမိုဂါရီနီကိုအဂတိလိုက်စားမှုကျင့်ဝတ်ဖောက်ဖျက်ပြီးကိုကျိုးရှာမှုတွေနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ဖီဒရီစီယာမိုဂါရီနီဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်မှာသူမနဲ့အတွဲညီခဲ့လို့သတ်မှတ်ခံရတဲ့ဥရောပသမဂ္ဂဥက္ကဋ္ဌပါဝင်ထိပ်တန်းတာဝန်ရှိသူတချို့ကိုလည်းအဂတိလိုက်စားမှုတွေနဲ့ဆက်စပ်နေရဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီသတင်းကိုတော့ငင်းချအောင်ပြပို့လာပါ